အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရှေ့မှာလုပ်ပေးခဲ့တာပေါ့နော်ဒီနတ်ဖျားနှစ်ပါးရဲ့အကြောင်းပေါ့နော်သူတို့ရဲ့သမိုင်းအကြောင်းတွေနဲ့သူတို့ရဲ့ affirmation တွေအကြောင်းကိုကျွန်တော်လုပ်ပေးခဲ့တယ်ဒီနေ့မှာတော့ဒီ Keepers of the Light Oracle တွေကဒီကတ်အမျိုးအစားပေါ့နော်ဒီကတ်အမျိုးအစားက Sanunos လို့ခေါ်တယ်ဒီနတ်ဖျားရဲ့နာမည်อ่ะပေါ့နော် Sanunos ကဘာကိုသားပြုလဲဆိုရင်အသက်ဓာတ်ပေါ့ life force ကိုသားပြုတဲ့နတ်ဖျားပဲဖြစ်ပါတယ်အဲ့တော့အသက်ဓာတ်ကိုသားပြုတဲ့နတ်ဖျားကဘယ်လိုမျိုးတွေတမိုင်းကြောင်းတွေရှိနေလဲဘယ်လိုတွေဆက်နွယ်နေလဲဆိုတော့အကြောင်းအရာတွေပြီးရင်ဘယ်လိုမျိုးတွေဆူတောင်းလို့ရတယ်ဆိုတော့အကြောင်းအရာတွေကိုကျွန်တော် reading ဆက်လုပ်ပေးသွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့သူ့ရဲ့ဒီအချင်းချုပ်ပေါ့နော်အချင်းချုပ်ဖော်ပြခဲ့ကတော့ express your driving passion ကိုဖြစ်ချင်တာကိုလှုပ်ချင်တဲ့အရာကိုတဲ့ဖြစ်မှဖြစ်ပါမလားလှုပ်လို့မှရပါမလားဆိုတဲ့စိတ်မျိုးမထားဘဲနဲ့ရှင်းရှင်းပွင်းပွင်းဖော်ပြပေးပါဆိုပြီးတော့နတ်ဖျားကဆိုထားပါတယ်အဲ့တော့ Sanunos ကမိတ်ဆွေဖြစ်ချင်တဲ့အရာတွေလှုပ်ချင်တဲ့အရာတွေကိုရဲရဲတင်းတင်းနဲ့ပြင်းပြင်းပြပြလှုပ်ဆောင်လိုက်ပါရှက်စရာမလိုကြောက်စရာမလိုဆိုပြီးတော့အတိတ်ပဲရတယ် sensual and sexual power are increased အဲ့တော့ sensual ဆိုတာအာယုံခံတဲ့အစိတ်ပိုင်းနေပြီးကြရင် sexual ဆိုတာကတော့လိင်ပိုင်းဆိုင်ရာပေါ့နော်အဲ့ဒီစွမ်းအားတွေတိုးတက်ဖြစ်ထွန်းအောင်ကူညီပေးတဲ့လက်ဖျားအမျိုးအစားဖြစ်ပါတယ်အဲ့တော့ဒါကတော့ဒီ Sanunos ကဒီ short note ကလေးပဲဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အကျယ်ချုပ်ကိုကျွန်တော်ပထမဆုံးဖော်ပြပေးရမယ်ဆိုရင်သူကဘလို့ထဲမှာပါနေလဲဆိုရင်ဒီ Canunos ပေါ့နော်အဲ့တော့ဆောင်းလိုက်ပြောတဲ့အတန်အတွက်ကတော့Canunos လို့လည်းထွက်ကြတယ် Sanunos လို့လည်းထွက်ကြတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့သူရဲ့ pronunciation အမှန်ကတော့ဖော်ပြချက်ကတော့ကျွန်တော်တို့ Canunos ဆိုပြီးတော့ပဲအတန်ထွက်ကြပါတယ်ပြီးရင်သူက Satis နတ်ဖျားတွေထဲမှာကဘာမြေကြီးနဲ့ connection လုပ်ထားတယ်တနည်းအားဖြင့်ကဘာမြေကြီးနဲ့ချိတ်ဆက်ထားတဲ့သူတယောက်ဆိုပြီးတော့ဆိုထားပါတယ်ပြီးရင်နောက်တစ်ခုအဲ့ဒီ Satis gods လို့ခေါ်တဲ့နတ်ဖျားတွေထဲမှာတက်တန်းအစောဆုံးနတ်ဖျားတစ်ပါးဆိုပြီးတော့လေတတ်မှတ်ကြတယ်ပြီးရင်သူကအသက်ဓာတ်ကိုစောင့်ရှောက်တယ်လို့ပြောတယ်တနည်းအားဖြင့်ချစ်သူတွေဇုံတွဲတွေရဲ့အမေဆိုပြီးတော့လေတင်စားကြတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာတွေကိုချိတ်ဆက်ပေးလဲဆိုရင်ကမ္ဘာပေါ်မှာရှိတဲ့ animals ဒီလိုခေါ်တဲ့ဒီတိရစ္ဆာန်တွေပေါ့နော်တိရစ္ဆာန်တွေရဲ့ဝိညာဉ်တွေကိုကမ္ဘာမြေကြီးနဲ့ချိတ်ဆက်ပေးတယ်ဆိုပြီးတော့လေယုံကြည်မှုတွေရှိကြပါတယ်အဲ့တော့တနည်းအားဖြင့်သူက life force ဖြစ်နေတဲ့အတွက်ကြောင့်မိတ်ဆွေအနေနဲ့က sensual energies တွေပြီးကြရင် sexual energies တွေကအရန်ကောင်းနေတယ်ဆိုပြီးတော့အဓိပ္ပာယ်ရအဲ့တော့အာယုံခံတဲ့အင်္ဂါအစိပ်ပိုင်းတွေမဲ့စွမ်းအင်တွေပြီးရင်လိင်ကိစ္စနဲ့ပတ်သက်တဲ့စွမ်းအင်မျိုးတွေကအခုချိန်မှာအရန်ကောင်းနေတယ်ဆိုပြီးတော့အဓိပ္ပာယ်ရတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့အစိတ်ကိုချုပ်ထီးမထားပါနဲ့ကိုဖြစ်ချင်တာကိုလုပ်ချင်တဲ့အရာတွေကိုဖွင့်ထုတ်လိုက်ပါဆိုပြီးတော့နတ်ဖျားကဆိုထားပါတယ်အဲ့တော့နောက်တစ်ခုက affirmation အနေနဲ့ဆူတောင်းတဲ့နေရာမှာဒီကတ်မှာရှိတယ်ပေါ့နော် Canunos ကိုရည်မှန်းပြီးတော့အခုကာလမှာတာသမီရကျင်တဲ့သူတွေအတွက် affirmation လုပ်လို့ရပါတယ်အဲ့တော့တာသမီရဖို့အတွက်ဆူတောင်းနိုင်တဲ့နတ်ဖျားဆိုပြီးတော့လည်းအဓိပ္ပာယ်ရပါတယ်အဲ့တော့ကြောင့်မလို့မိတ်ဆွေတို့ကအခုကာလမှာလင်မယားတွေဆိုရင်တာသမီရဖို့အတွက်ကိုဆူတောင်းနိုင်တယ်ပြီးရင်နောက်ထပ်တစ်ချက်ကတော့မိတ်ဆွေအနေနဲ့အာယုံခံအစိပ်ပိုင်းတွေလိမ်မှုကိစ္စဆိုင်ရာတွေမှာစွမ်းရည်အမြင့်ဆုံးရှိနေတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်မလို့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအနေနဲ့
ဘယ်လို apply လုပ်လဲဒီနေ့ဖြစ်ဘယ်လိုအသုံးချရမလဲဆိုတာမျိုးတော့ကျွန်တော်အနေနဲ့မပြောချင်ဘူးမိတ်ဆွေအနေနဲ့ဒီကက်ကိုမြင်ပြီးတော့ Carnunos ကိုရီမှန်းပြီးတော့အခုကာလမှာသားသမီးကြောင်ဆူတောင်းတာမျိုးတွေ sexual နဲ့ပတ်သက်ပြီးတော့ကိုဖြစ်ချင်တဲ့အရာတွေကိုဆူတောင်းတာမျိုးတွေ affirmation လုပ်ဆောင်နိုင်တယ်ဆိုပြီးတော့ reading လုပ်ပေးနေပဲကျွန်တော်ဒီ reading ကိုအဆုံးသတ်လိုက်ချင်ပါတယ်အဲ့တော့ပြန်ပြောရမယ်ဆိုရင်ဒါက reading ဆိုတာထက်ကျွန်တော်ဒီကက်ရဲ့အဓိပ္ပာယ်ဒီနယ်ဖျားရဲ့အဓိပ္ပာယ်ကိုကျွန်တော်အနေနဲ့ knowledge sharing လုပ်ထားခြင်းပဲဖြစ်ပါတယ်အားလုံးပဲဆင်ပြေမယ်လို့မျှော်လင့်နေအားလုံးကိုကျေးဇူးတင်တယ်